ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Roman MWC ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တချင်းတွေကိုအများစုသိပေးနေတဲ့ music producer ကိုချစ်ကူပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့တချင်းခုတစ်ကလေးနဲ့ပတ်သက်ပြီးတော့ဟိုအားလေးအနေချင်းပြောပြီးတော့ပါချင်းတစ်နာမည်လေးကတော့မြောက်တက်သွားမယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီတချင်းလေးကိုမကြခင် music video အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီချင်းလေးနဲ့ပတ်သက်ပြီးတော့စကားလေးအနေချင်းပြောကြလို့ပါအဲ့တော့ကျွန်တော်တို့ချင်းတပုတ်ကိုကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးတော့ဒီဖန်တီးကြတယ်ပေါ့နော်ဖန်တီးကြတဲ့အခါမှာဒီတူးအနေနဲ့ကျွန်တော်ဒီချင်းလေးပေါ်မှာဘယ်လိုပေါ့ idea မျိုးလေးနဲ့တီးပေးလဲပေါ့နော်အားလေးတစ်ချက်ပြောပြပါဦးဒီလို idea မျိုးလေးနဲ့တီးပေးလို့လည်းကျွန်တော်တို့ညတော့ပါတီပိုင်းမျိုးလေးနဲ့ရိုက်ချင်နေဆိုပြောတယ်ပြောချင်မှကျွန်တော်လည်းတွေးတာပေါ့နော်ဖြစ်နိုင်လို့ကျွန်တော်ပေါ့ဆန်ဆန်နဲ့ကွာဆော်ရည်နဲ့အဲ့လိုကြားလို့လာဒါပေမဲ့ရိုင်းဟိုပါဖြစ်သွားရင်ကြောင်းလေဒီပြောတွေကဖြစ်သွားဆိုတော့ကျွန်တော်ဒီလိုပေါင်နေရနေပြီးဘယ်လိုချင်းကပ်မလဲဒီစနိုင်ရက်တောက်တဲ့တချင်းကြောင်းတဲ့တချင်းဟုတ်ကဲ့ခဏပြောလို့ကျွန်တော်အကြောင်းအရာပိုင်းပြီးသွားတဲ့အချိန်မှာကျွန်တော်ပေါင်ပါလေး page ဟုတ်ကဲ့ဟုတ်ကဲ့သူကကျတော့အတီးမှာပါတဲ့ပေါ့ idea လေးပေါ့အဲ့မှာပေါ့အရှင်လေးကတော့စပြင်ကတော့ကျွန်တော်အဲ့လိုပေါ့ဗျာ raw ပြတော့ချိန်ကြတော့ raw ပြတော့သိမကြိုက်တယ်လို့ဒါပေမဲ့နောက်ပိုင်းကျွန်တော်သတိထားမိရတော့သတိတရားရှိတာတော့သူပထမbus နဲ့ chorus ရေးပြီးတော့တချင်းလေးကိုပေါ့ဒီမူတန်တွင်းပြပြီးတော့ချိန်မှာတော့ကျွန်တော်သဘောကျသွားတော့ကြားတယ်ပေါ့မိုက်တယ်ဒီဘက်ကိပုံမှန်ဆိုတော့အဲ့ဒါနဲ့သူရေးတာကြည့်ပြီးတော့ကျွန်တော်ဒီ second bus ကိုကျွန်တော်ပြန်သူရေးတာနားထောင်တာကြည့်ပြီးကျွန်တော်ရေးရင်သိပေါက်သွားတယ် second bus လေးကိုအကျန်းကျွန်တော်လည်းရေးပြလိုက်တော့ပေါ့နော်ရှင်းလေးကတော့မိုက်ပါလေကျွန်တော်တို့စာသားအကြောင်းအရာလေးတွေရောပြီးတော့ဒီ music type ဟာလေးတွေလည်းပို့ပြီးတော့မိုက်ပါလေကျွန်တော်ကတော့ပို့ပြီးတော့ကြိုက်တွေ့ပါဗျာရှင်းလေးနဲ့ဒီမြောက်သူပေါင်းလို့မြောက်သူကိုကျွန်တော်မှတ်တရကသူနဲ့ကကျွန်တော်တို့သိတာတော့စေစုံလေးတစ်ခုညီပါရှိပါပြီကျွန်တော်တချင်းလေးကိုလည်းသူပဲအများစုသိပြီးတာများတယ်ဆိုလို့နှစ်ယောက်ပေါင်းတစ်ခါမှအဲ့လိုမလုပ်ဘူးသေးဘူးပေါ့အဲ့ဒါလေးကလည်းကျွန်တော်ဒီတချင်းလေးရဲ့ကျွန်တော်နှစ်ယောက်လုံးရဲ့ collect လုပ်တဲ့အားလေးရဲ့မှတ်တရလေးပါလို့ကျွန်တော်လည်းဒီတချင်းဆန္ဒတော်ကို collect လည်းလုပ်မယ်ဖက်ပြက်လေးသုံးဆိုကျွန်တော်လည်းဒီလိုမှတ်တရကြံလုပ်ခဲ့ကြတယ်ဟုတ်ကဲ့အခုတော့ဖတ်တရားပေါက်တာပြန်ပါဒီတိုင်းရေးထဲမှာမှိပြောက်သွားမှဆိုလို့စင်ကြိုးတွေကျွန်တော်တို့ချိန်ရေးပြရတယ်ဒီကမှုကိုစူးသားထုတ်မှုတွေအများကြီးပါပါတယ်ဟုတ်ပါနောက်မှတ်တရလည်းဖြစ်မှာပါချင်းလေးထွက်လာရင်လည်းအားပေးကြပါဦးဒါကတော့ချင်းအတီးပိုင်းနဲ့ကျွန်တော်တို့ဒီခံပြီးတဲ့အပိုင်းကိုပေါ့နော်ပြီးတော့music video စဉ်းစားတဲ့ plot လေးလည်းပြောပြပါဦး music video စဉ်းစားတော့ကတော့Scaler Art Director, JU Assistant Director, ACS Second Assistant Director တေးဆောင်တွေရောပါပါမယ်ကျွန်တော်တို့ IDI 1ထုတ်လိုက်တဲ့အချိန်မှာအစ concept ကတစ်မျိုးအစ concept ကတစ်မျိုးအစ concept ကိုပြပြမယ်ပြလိုက်တော့နော်အများပြတော့အစ concept ကကြောင့်ဖြစ်တဲ့ဟာအဲ့လိုနှစ်ကောင်ကမူးပြီးတော့ဇက်ကောင်နှစ်ကောင်ဆောင်းရမ်းနေမူးပြီးပျော်ပြီးတော့စော်လေးနဲ့တညာလုံးကူးကြီးတဲ့ဇလန်ဒါပေမဲ့မနက်မိုးလေးကမူးပြေမှာတိရညမှာစော်လေးရပြန်စော်လေးကိုအွားကြီးပြင်ကျွန်တော်ပြဿနာအပွားကြီးရှာမရအောင်အဲ့ဒါတော့ကျွန်တော်တို့မရိုက်စစ်လိုက်တဲ့ဟာပါအဲ့တော်လေးရဒါပေမဲ့မတရားဖြစ်တော့ပြန်ခဲ့ပါလေမရိုက်ဖြစ်တယ်ဆိုလို့ဒီရှာရတကယ်တာရှာတော့ကိစ္စလေးကြောင်းเนาะဟုတ်ဒါပေမဲ့ခုရိုက်ဖြစ်တဲ့နောက်ချိန်သွားတဲ့ script လေးလည်းမိုက်ပါတယ်လို့သူရှင်းစာသားတွေလို့ကျွန်တော်တို့ဒီကလပ်ထဲမှာပွေးတဲ့ဟာတွေ lighting တွေအစုံနဲ့ကျွန်တော်တို့ music နဲ့ video နဲ့ကျွန်တော်တွဲဟက်ပြီးတော့ဇက်ကောင်နှစ်ကောင်ကျွန်တော်တို့တွေးရမှာပါလေအဲ့ကြရင်အားပေးပါအောင်လို့ပြီးရင်ဒီကျွန်တော်တို့ YouTube မှာလည်းအားပေးပါအောင်ပြီး Facebook မှာလည်းကျွန်တော်တို့ page လေးကို post တွေ့ရင်share ပေးကြပါအောင်လို့ပြောချင်ပါတယ်TikTok မှာလည်းကျွန်တော်တို့ short video လေးလည်းတင်သွားဖို့ရရှိပါတယ်လို့အဲ့ကြရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာအခုဒီနေ့နဲ့ဗာများရှိသေးတယ်ဗျာကျွန်တော်တို့နှစ်ယောက်ကိုလုံးဝမတူတဲ့လူနှစ်ယောက်နေနဲ့နေတွေ့ရပါမယ်လို့ဒီ music video မြောက်တက်သွားမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားပေးကြပါဦးအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေဗျာ